တော်ဒါ street food ကိုပေါ့နော်သူ့ဟင်းဒီလို We don't try. I'm scared. ဆိုတော့ကျွန်တော်တို့နေ့ရောက်အခု New Delhi Airport ရောက်ပြီပေါ့နော် Delhi စရောက်ပါ Delhi ကိုနေ့စရောက်တယ်ရောက်ပြီးတော့ကျွန်တော်တို့ hotel ကို check in ပေါ့နော် hotel check in ဝင်ပြီးမနေ့ဖြန်မှာကျွန်တော်တို့စပြီးတော့စပြီးပြန်လိုက်မယ်ပေါ့နော်ဆိုတော့ hotel သွားမယ်တိုင်စင်ကားလိုက်အောင်ဆိုတော့အခု New Delhi ရောက်ပြီပေါ့နော် New Delhi ရောက်ပြီးတော့ကျွန်တော်တို့ဒီ hotel check in ဝင်ဖို့ဒီကနေ Uber နဲ့ hotel ကိုသွားတယ်ပေါ့နော်ဆိုတော့ရောက်ရင် Uber နဲ့သွားတာပိုပြီး safe ဖြစ်တယ်ဒီအပြင် taxi တွေငါ့တက်ဆိုင်အဲ့မှာသူတို့ Uber counter ရှိတယ် Uber counter မှာကျွန်တော်တို့နေရာကိုသူတို့ address ပေးလိုက်လို့ရှိရင်သူတို့လုပ်ပေးလိမ့်မယ်ပေါ့နော်ဆိုတော့အပြင်ကုန်ကျစရိတ်တက်အများကြီးတက်တာတယ်ပေါ့နော်ဆိုတော့ရောက်ရင်ဒီ New Delhi ရောက်လို့လဲမယ်ဆိုရင်တကယ်လို့ airport ကနေ hotel တွေပါတွေသွားမယ်ဆိုရင် Uber ကိုတော့ recommend ပေးတယ်ပေါ့နော်ဆိုတော့ကျွန်တော်အခု New Delhi တဲ့ဟိုစဝင်နေပေါ့နော်ဈေးလည်းကောင်းလား တီးဦးလေးကောင်းလာတော့ကျွန်တော်လည်းကောင်းအော်တယ်ရောက်ပါပြီဟိုတယ်ကိုရောက်ပါပြီတယ်ရောက်ပါပြီအားချင်းလူတွေကများပြီးတယ်လည်းရေး ရပါတော့တော့ဆိုပါဘူးဒီလိုပုံမှန်တော့ရတော့နေရမှာဆိုညနေတော့မပြတ်ခဏနေတာလူတွေလည်းကျုံကျုံကြတယ်လည်းမလည်းနေနေတယ်ဆိုရရင်လည်းဆိုI'm tired ရအားလုံးမင်္ဂလာပါ အားလုံးမင်္ဂလာပါဗျဒီနေ့ကကျွန်တော်တို့ New Delhi ရောက်နေပြီနော်ဒီနေ့ New Delhi မှာရှိတဲ့ Indian Gate နောက်ပြီးတော့ဒီမှာရှိတဲ့ temple တွေအဲ့ဒီကိုကျွန်တော်တို့သွားပြီးတော့ဒီ street food တွေစားမယ်ဟိုကြည့်ဒီဟိုရိုက်ကြည့်ဒါတော့မနက်ခင်းတွေးနေရတာဟုတ်လားမနက်ခင်းဒီမှာတော့9 နာရီပေါ့တော့ breakfast လာနောက်ကျတယ်နော်Yeah, okay. Anywhere? Need Indian gate only. only need. Yeah. အိန္ဒိယန်ဂိတ်ကိုရောက်ပြီပေါ့နော်အိန္ဒိယန်ဂိတ်ကိုကျွန်တော်တို့ရောက်ဖို့နောက်ထပ်ဒီအောက်ကနေဟုတ်တယ်အနာဂရောင်းအနေဝင်ရမှာအောက်ကနေကျွန်တော်တို့စပြီးဝင်ပါမယ်အော်ဒီပြောင်းstory ပေါ့နော်အိန္ဒိယဂိတ်တွေအဲ့ဒီအကြောင်းတွေကိုအချင်းချင်းပြီးတော့အောက်ဒီချာလေးထားပြီးထားတာပေါ့နော်ဒီမှာအိန္ဒိယဂိတ်New Delhi မှာရှိတဲ့ဒီအိန္ဒိယဂိတ်အကြောင်းအချင်းချင်းပြောရမယ်ဆိုပထမကမ္ဘာစစ်အတွင်းမှာအသက်ပေးခဲ့ရတဲ့အိန္ဒိယစစ်သားများကိုဂုဏ်ပြုပြီးတော့အထင်ကြီးအထိမ့်မှတ်အနေနဲ့တည်ဆောက်ထားတာဖြစ်တယ်ဒီအုတ်နေရတွေပေါ်မှာလည်းစစ်သားများရဲ့နာမည်တဦးချင်းစီရေးထိုးထားခြင်းကသူတို့ရဲ့သူရတတိတံမို့အစဉ်အမြဲတတိယစီရန်ရွယ်ပြီးရေးထိုးထားခဲ့တယ်။ဒီအိန္ဒိယဂိတ်ကို1921ခုနှစ်မှာတည်ဆောက်ပြီးတော့1932ခုနှစ်မှာပြီးစီးဖွင့်လှစ်ခဲ့တယ်လို့တော့လေ့လာသလောက်သိရတယ်ပေါ့နော်
ကျွန်တော်တို့အခုအိန္ဒိယဂိတ်ကနေစပြီးတော့ထွက်မယ်ပေါ့နော်နောက်တစ်နေရာဆက်သွားကြမယ်နောက်တစ်နေရာကတမ်ပယ်လေးဖြစ်နေပြီပေါ့နော်ချက် demo ကျွန်တော်တို့ဒီ President House ပေါ့နော်ဒီဝင်းထဲမှာ Ministry တွေတော်တော်များများနေကြတယ်အဲကြောင့်မို့ဒီနားမှာစစ်သားအဆောင်အများကြီးပေါ့နော်ဆိုတော့ Indian Gate နဲ့လည်းနီးတော့တစ်ချက်လမ်းကြုံတာလည်းဝင်လာလိုက်တာပါဟုတ်တာ street food ကိုပေါ့နော် Pani Puri ကျွန်တော်တို့ဒါ Indian စာ Pani Puri ပေါ့နော် street food ကိုကျွန်တော် try မယ်ပေါ့နော်ချက်ဖြစ်ပါကောင်းစားကြည့်ဘယ်လိုလဲ ဟုတ် ဝါမောsweet တွေ ဘယ် မခဏငါနောက်တစ်ခု နောက်တစ်စားတော့ကောင်း Pani Puri brother yeah miss ကြောက်ပါတော့မိုးကျွတ်ကွာ ဒီကပူရီမှနေရလားပူရီကိုကျွန်တော်စား ပူရီယိုထဲမှာအာလူးရယ်အချင်းရယ်အာလူးရယ်နောက်ပြီးအချင်းရယ်ရောထဲမှာတော့ထည့်ပြီးတော့ဒီလိုအပေါက်လေးပေါက်ပြီးထည့်ရအောင်ခဲကနော်ဒီပေါက်လေးပေါက်ပြီးမမိုးရ nice ကြိုက်ပါရဲ့ကားပါခေါ်လဲသူ့သူ့ဟင်ဒီလိုဘယ်လိုပြောရမလဲဒါလည်းမသိဘူးအင်္ဂလိပ်လိုလည်းသူမသိဘူး chili sauce how to call what's the name name what name was သိဘူး tomato ဒါ50ပြပြီပေါ့နော်ရင်းချင်းဒီတွေရောနန်းနန်းလေး पानी प्रीमेन गोल ရေ गप्पे ပဲတွေရောစက်စုံတွေရောတုတ်ပါပါနော် और चलाओ पानी पूरी တင်ပြောခဲ့ကြပါပေါက်တော့တော့ အေးကမောက်ဆုပ်ဆုပ်ကမောက်ဆုပ် मिल प्री कोई देख रहा है ကမောက်ဆုပ်ကိုအချင်းနဲ့ चाय 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 नहीं। जिंजर चाय ကမောက်ဆုပ်တုပ်ပါနော်ကမောက်ဆုပ်တုပ်နဲ့တူတယ်ကမောက်ဆုပ်တုပ်ကိုအချင်းနေနဲ့မြေပဲတွေနဲ့ဟုတ်အချင်းရမြေပဲထင်းရညင်သေးရဲ့တုပ်ထားတာဒီလိုမျိုးတစ်ခါမှဒါသူတို့ street food ပေါ့နော် traditional ပြောလို့ရတယ် अब भैया भेल है traditional လို့ပြောလို့ရတယ် और सुनाओ भेल सारू लगाओ ना। प्री अब भैया भेल प्री चाय भी चाय अदरक वाला पियोနေထိုင်ပါများလဲနဖာကြီးကလောကိုလာပြီ Ruby 50 15နဖာကို50လေနဖာကြီးနားလို့ပြောတယ်မှာအဟမ်း
पूरा क्लीन နားနှစ်ဖက်ကလင်း50တဲ့ देखो थोड़ा निकाल के दिखाओ पैसे ဟမ် थोड़ा दिखाओ निकाल no we don't try पैसे नहीं लेगा I'm scared नो प्रॉब्लम नो क्लीन noလာတယ် okay thank you brother thank you ကျွန်တော်ကတော့အခု president အိမ်ကနေ president residence ကနေပြီးတော့ဒီ Askaran ဆိုတဲ့ temple ကိုသွားပါမယ် temple ကညနေ6နိုင်ခွဲထိတော့ဖွင့်နေတယ်ဆိုတော့ဘုရားဖွင့်ဆိုတော့အမတော်ရင်းနဲ့ explore လုပ်ကြည့်မယ်ဘာလို့ဘာတွေရှိလဲဆိုတော့ပြန်ကြအောင်တရားရှိမယ်တရားပဲရှိကုန်ပြီးတော့ဘယ်အကြောင်းဘာတွေရှိလဲဆိုတော့ explore လုပ်ပါမယ်အားလုံးမင်္ဂလာပါဗျာ အခု Swami Narayanan Ashkadan Temple ကိုရောက်နေပါတယ်ကျွန်တော်တို့ဘုရားကျောင်းတဲကိုကတော့ကျွန်တော်တို့ electronic device မမကိုယူသွားလို့မရဘူးဖုန်းတော့ယူသွားလို့မရဘူး only cash နဲ့ဒီတဘူးလောက်ပဲယူသွားလို့ရမှာ passport တော့ယူရလို့ရတယ်ဒါပေမဲ့တို့တွေဒီမှာဒီ camera တွေပါယူလာလို့ရှိရင်တို့ဒီမှာ not ကိုပေးရပေါ့နော် सामान्य वाहन करने के लिए परिवार का केवल एक सदस्य ကင်မရာတွေဖုန်းတွေဒီမှာထားခဲ့ရမှာပြီးလူကြီးပဲသွားမှာပေါ့နော်ဒီ passport လောက်ကတော့ယူရတာပေါ့နော်ကာလှပ ဒီပါရေတော့လောက်ဒီတော့က ပိုင်ငါလေးနဲ့ကျွန်တော်တို့ခု lotus temple ကိုစပြီးထွက်လိုက်ပါတော့ ဟုတ်ပါဗျာကျွန်တော်တို့ lotus temple ဆက်သွားတော့ပါမယ်ဒီမှာတော့အချိန်အပြည့်2နိုင်35တော့ရှိပြီเนาะကျွန်တော်တို့သွားပြီးတော့ဒီဗီဒီယိုကလည်းရလေးနည်းပဲလေးလာပြီးတော့လေးလည်းသာစားဖို့သွားတော့ တော့ကျွန်တော်တို့ lotus ရောက်ပြီ lotus အပြင်မှာပေါ့နော်အခု ticket ဝယ်ဖို့စောင့်နေရပါတော့အပြင်မှာရိုးရိုးတန်းစီအချိန်အပြည့်3နာရီကျော်ပြီနော် တော့မှကြော် ဒီလူအများကြီးစောင့်ဒါ lotus ပဲလေဘူးထဲမှာလူတွေတန်းစီနေရတယ်မကြောက်ဆိုတော့ကျွန်တော်တို့အခု lotus temple ရောက်နေရပါတော့ကျွန်တော်တို့လောဆယ်အပြင်မှာကိုကျော်ဆိုင်ရင်သွားနေတယ် issue ကဘာလဲဆိုတော့အထဲကိုကင်မရာတော့ယူသွားလို့ရတယ်ဗီဒီယိုရိုက်လို့မရဘူးဖိုတိုရိုက်ခွင့်ရှိတယ်ဆိုးရတာဒရုန်းပါလာလို့တဲ့လက်ဟိုအထဲကိုယူသွားလို့မရဘူးအပြင်မှာအပ်ခဲတယ်အပြင်မှာအပ်တဲ့နေရာရှာတယ်အပ်တဲ့နေရာကိုမတွေ့ဘူးတွေ့တဲ့အပ်တဲ့နေရာကျတော့လည်းစိတ်မဖြစ်ဘူးပေါ့နော်နည်းနည်း locker တွေပါလည်းမရှိဘူးဒီတိုင်းကြီး platform ကြီးမှာချထားပြီးတော့ဒီစောင့်နေရတာဆိုတော့တိတ်စိတ်မချလို့တယောက်ချင်းစီသွားနေရတယ်ပေါ့ကိုကျော်ဆိုင်ရင်သွားတယ်သူလာလို့ရှိရင်ကျွန်တော်သွားမယ်ပေါ့နော်ဆိုတော့ဟိုမှာတော့သူ့ဘာသာသူတယောက်ယောက်အကူညီတောင်းပြီးတော့ပဲဓာတ်ပုံရိုက်ခဲ့တော့ပေါ့နော်ကျွန်တော်လည်းအဲ့လိုမျိုးမလုပ်ကြမှာဟိုရောက်ရင်ဆိုတော့လောလောဆယ် issue ပေါ့နော်ဒါ lotus temple ရဲ့စီမင်းစီကံပေါ့နော်ဓာတ်ပုံရိုက်ခွင့်ရှိရဗီဒီယိုရိုက်ခွင့်မရှိဘူးလောလောဆယ်တော့ဒီလောက်ပါပဲ ဒီလောက်လေးပါ ဟုတ်ကဲ့ land dragon planet dragon အော် full stem လားဝေါနေ တကူတကူတကူဝောင်းလေးဝောင်း တော့ကြည့် နှစ်ပိုက်ကြည့်လိုက်ဒါလည်းတော့ ခင်ဗျာတောက်ကြည့်ပါဦးလက်စီလားမသိဘူးဟုတ် ကောင်းတယ်ကောင်းတယ်ကောင်းတယ်ဖတ်လိုက်ကြ ဟမ် ကောင်းတယ်ဆက်ဆက်ငါလုံးနေနေနေရောဒါပဲတော့မှာဒီလို ဒါပဲဟိုတော့ပြီကျွန်တော်ဘယ်လိုစား Okay okay တော့ကျွန်တော်တို့နေ့က Hello lotus temple တော့ဝင်ပြီးသွားပြီပေါ့နော်အထဲမှာဗီဒီယိုရိုက်ခွင့်မပေးလို့ဘာမှမပြီးသွားရဘူးဒီတိုင်းပဲအထဲမှာဒီ lotus temple ကိုကြည့်ပြီးတော့ပြန်ထွက်လာတာပေါ့နော် အဓိက lotus temple ရဲ့အဓိက ဒီအဆောက်အဦပါလေ အဓိကသူ့ရဲ့အစာအုပ်ဖွဲ့စည်းပုံပေါ့နော်ဖွဲ့စည်းပုံကသူကဘာတိုက်ရတာလဲဆိုတော့ peace ဒီ peace လို့ပြောရတာဒီအဆောက်အုံထဲမှာအထူးခြားဆုံးတစ်ခုကဘာလဲဆိုတော့ဝင်ပေါက်9ပေါက်ရှိတယ်
အထဲဝင်သွားပြီးရင်တော့ကိုယ့်အောင်ကိုလိုချင်တာကိုယ့်အောင်ကိုဘယ်သူကိုကိုယ်ွယ်လဲဘေးဖျားကိုကိုယ်ွယ်လဲကိုကိုယ်ွယ်ဖျားတော့ဘယ်လိုပြောအာယုံပြုလို့ရတယ်အဲ့လိုပုံစံမျိုးအထဲမှာဘာဖျားမှမရှိဘူးသူက just ဝတ်ပြုကြောင်းပဲဒီမှာသူ့တယ်ဝင်လာပြီးတော့အဲ့လိုပေါ့နော်မမကိုဖဲအဲ့လိုဘာအယူမှဘာ religious မှအဲ့လိုအယူသိနေလို့မရဘူးဆိုဘေး religious မဆိုလာလို့ရတယ်လာပြီးတော့ဝတ်ပြုလို့ရတယ်ဆိုဒါသူ့ရဲ့နဲ့ထူးခြားချက်ပါနော်ကျွန်တော်တို့ပုံမှန်တွေ့နေကြမဟုတ်တဲ့အရာဆိုတော့ဒီနေ့ကျွန်တော်တို့ New Delhi ပေါ့နော် New Delhi မှာ exploring လုပ်တော့ပြီးသွားပါပြီကျန်တဲ့နေရာတွေကအချိန်အားဖြင့်မရှိတော့လို့ပေါ့နော်အကုန်လုံး4နာရီခွဲလောက်ဆိုဖိတ်ပြီးဆိုတော့ကျွန်တော်ခုက9နာရီကျော်ပြီပေါ့နော်9နာရီကျော်ပြီဆိုတော့ကျွန်တော်တို့ညသာစာပြီးနေတယ်ပေါ့နော်ဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲ New Delhi ပါဆိုတော့